ဘဏ်အကောင့်ပိတ်ခံရသူတွေအတွက်သတင်းကောင်းငွေလိမ်ကိုင်းနှိမ်နှင်းရေးဥပဒေအသစ်ကြောင့်အပြစ်မဲ့ပြည်သူတွေရဲ့ဘဏ်အကောင့်တွေပိတ်ခံနေရတဲ့ပြဿနာနဲ့ပတ်သက်ပြီးထိုင်းရဲချုပ်ကိုယ်တိုင်ပြည်သူတွေကိုအာမခံချက်ပေးလိုက်ပါပြီရဲချုပ်ရဲ့အာမခံချက်တွေကိုပြောပြပေးပါမယ်နံပါတ်1ဘဏ်အကောင့်ပိတ်ခံရတာကငွေသိမ်းတာမဟုတ်ဘူးရဲချုပ်ကအကောင့်တွေကိုစစ်ဆေးဖို့အတွက်ယာယီတားဆီးတာပဲဖြစ်တယ်ပတ်စံတွေကိုသိမ်းယူတာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်နံပါတ်2အမြန်ဆုံးဖြည့်ရှင်းပေးမည်စစ်ဆေးမှုပြီးရတဲ့ဘဏ်အကောင့်တွေကိုအမြန်ဆုံးပြန်ဖွင့်ပေးမယ်လို့ကတိပေးခဲ့ပါတယ်ဒီအတွက်တက်ဆိုင်ရာဌာနတွေဖြစ်တဲ့ AOC Center နဲ့ပူးပေါင်းဆောင်ရွက်နေပြီလို့ဆိုပါတယ်နံပါတ်3ပြည်သူတွေလောက်ရမယ်လို့ပြည်သူတွေအနေနဲ့မိမိတို့ဒုက္ခရောက်နေတာကိုရဲစခန်းတိုင်းမှာတွားရအမှုဖွင့်လိုက်ပါတယ်ရဲတွေကသတင်းအချက်တွေကိုဗဟိုဌာန PCT နဲ့ AOC Center ကိုအမြန်ဆုံးပို့ပေးမှာဖြစ်ပြီးအကောင့်တွေအမြန်ဆုံးပြန်ပွင့်လာစေဖို့လှုံ့ဆော်ပေးသွားမယ်လို့သိရပါတယ်အမှုဖွင့်မှုအတွက်ဘာတွေလိုလဲဆိုတော့ကိုယ်ပိုင်အချက်လက်ဘဏ်အကောင့်နံပါတ်ဘဏ်အမည်စတဲ့အချက်တွေနဲ့ရဲစခန်းမှာတွားရအမှုဖွင့်လိုက်တာနဲ့အကောင့်ကိုအမြန်ဆုံးစစ်ဆေးပြီးပြန်ဖွင့်ပေးနိုင်မယ်လို့အာမခံထားပါတယ်ဒါကြောင့်စိတ်ပူစရာမလိုတော့ပါဘူးလို့ထိုင်းရဲချုပ်ကိုယ်တိုင်ပြောကြားလိုက်ပါပြီခင်ဗျာ